ပိန်မှုအတွက် fasting လုပ်တာတကယ်ပဲထိရောက်ရဲ့လားဆိုတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာရှင်းပြပေးသွားပါမယ်။ Intermittent fasting လို့ခေါ်တဲ့အချိန်ပိုင်းအစာဖြတ်တာအရန်ကိုခေတ်စားနေပါတယ်။ဒီနီလန်းကိုတချို့ကအများဆုံးအကျိုးရှိရလို့ပြောကြပြီးတချို့ကတော့အန္တရာယ်ရှိရလို့ပြောကြပါတယ်။ဒါဆိုရင်ဆေးပညာအရ fasting ဟာဝိတ်ကြဖို့အတွက်တကယ်ပဲထိရောက်ပြီးဘေးကင်းရဲ့လားဆိုတာကိုကျွန်တော်ရှင်းပြပေးသွားပါမယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ Medi Flow ကဒေါက်တာဇင်ညီညီဖြစ်ပါတယ်။အဲ့တော့ fasting ဆိုတာဘာလဲ။ fasting လုပ်တယ်ဆိုတာအစာလုံးဝမစားဘဲနေတာကိုဆိုလိုတာဖြစ်ပါတယ်။ဝိတ်ချတဲ့ intermittent fasting ဆိုတာကတော့အစာကိုအချိန်ပိုင်းခြားတစ်ခုမှမစားဘဲနေပြီးတော့ကြံတဲ့အချိန်ပိုင်းခြားအတွင်းမှာအစာစားတာကိုဆိုလိုတာဖြစ်ပါတယ်။လူသိများတဲ့ intermittent fasting ဒီတစ်ခုကတော့16-8စနစ်ဖြစ်ပါတယ်။24နာရီမှာ16နာရီအစာလုံးဝမစားဘဲနေပြီးတော့ကျန်တဲ့8နာရီအတွင်းမှာပုံမှန်အစာစားတာကိုဆိုလိုတာဖြစ်ပါတယ်။ညစာစောစောစားပြီးမနက်စာကိုနောက်ကျမှစားရင်ဒီ intermittent fasting ကိုရရှိမှာဖြစ်ပါတယ်။ဒီ fasting စနစ်ကဘာကြောင့်ဝိတ်ကြလဲဆိုတာကတော့အချက်3ချက်ကြောင့်ဖြစ်ပါတယ်။နံပါတ်1အချက်ကတော့ metabolic switching လို့ခေါ်တဲ့အဆီကိုစွမ်းအင်အဖြစ်ပြောင်းလဲလောင်ကျွမ်းခြင်းကြောင့်ဖြစ်ပါတယ်။ကျွန်တော်တို့ပုံမှန်အစာစားနေခန္ဓာကိုယ်ရဲ့စွမ်းအင်အဓိကလောင်စာက glucose လို့ခေါ်တဲ့တကြားဓာတ်ဖြစ်ပါတယ်။ဒါပေမဲ့10နာရီ12နာရီလောက်အစာမစားဘဲနေလိုက်တဲ့အခါမှာတော့ခန္ဓာကိုယ်ထဲမှာတူလောင်ထားတဲ့ glucose တွေကုန်သွားတယ်။အဲ့ဒီအခါခန္ဓာကိုယ်ကရှင်သန်မှုအတွက်စွမ်းအင်အသစ်ရှားပါတော့တယ်။ဘယ်ကနေစွမ်းအင်ရယူလဲဆိုတော့ကိုယ်ထဲမှာတူလောင်ထားတဲ့အဆီတွေကိုဖြိုခွဲပြီးတော့စွမ်းအင်အဖြစ်ပြောင်းလဲအသုံးပြုခြင်းဖြစ်ပါတယ်။ဒီဖြစ်စဉ်ကို ketosis လို့ခေါ်ပါတယ်။ဒုတိယအချက်ကတော့အင်ဆူလင်ကျဆင်းခြင်းကြောင့်ဖြစ်ပါတယ်။အင်ဆူလင်ကအစာစားပြီးရဲ့နောက်မှာသွေးရင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့ဟော်မုန်းဖြစ်ပြီးသူ့ရဲ့အဓိကအလုပ်ကတော့အဆီသိုလောင်မှုကိုအားပေးတာပါအစာဖြတ်တဲ့အချိန်မှာအင်ဆူလင်ပမာဏကတိတိသာသာကျဆင်းသွားတယ်အင်ဆူလင်ပမာဏနည်းနေတဲ့အခါခန္ဓာကိုယ်ကအဆီတွေကိုပုံမူလောင်ကျွမ်းမှုအခွင့်အရေးရလာပြီးအဆီသစ်တွေသိုလောင်ခြင်းကိုဟန်တားပေးပါတယ်တတိယအချက်ကတော့အစာစားတဲ့အချိန်ကိုရှော့ချလိုက်တဲ့အတွက်အပြင်ထွက်စားတာမုတ်စားတာညသရေစာစားတာစားတဲ့အလေးကျင့်စိုးတွေကိုရှော့ချပြီးသားဖြစ်သွားပြီးတော့တနေ့တာစုစုပေါင်းစားသုံးလိုက်တဲ့ကယ်လိုရီပမာဏကလည်းလျော့နေသွားပါတယ်။အဲ့ဒီတော့ဝိတ်ကျဖို့အတွက်ကယ်လိုရီလိုတာထက်လျော့နေအောင်စားသုံးခြင်းကယ်လိုရီ deficit ကိုဖြစ်စေပြီးတော့ဝိတ်ကျစေပါတယ်။သုတေသနတွေအောင် intermittent fasting နဲ့ပတ်သက်ပြီးဘာတွေတွေးရှိထားလဲဆိုတော့သုတေသနစစ်တမ်းတွေအရ intermittent fasting ကဝိတ်ကျဖို့အတွက်တကယ်ပဲထိရောက်မှုရှိပါတယ်လို့တွေးရှိထားပါတယ်။ဒါပေမဲ့တချို့လေးလာမှုတွေအရာကတော့intermittent fasting ကကယ်လိုရီရှော့စားတဲ့ calorie restriction စနစ်တွေနဲ့ရှင်ဝိတ်ကြနှုန်းမှာတိတ်မကွာခြားတာကိုတွေ့ရပါတယ်။ဆိုလိုတာ fasting လုပ်သည်ဖြစ်စေမလုပ်သည်ဖြစ်စေဝိတ်ကြဖို့ရဲ့အဓိကတော့ချက်ကတနေ့တာလုံးမှာစားသုံးတဲ့ calorie ပမာဏကခန္ဓာကိုယ်ကသုံးစွဲတဲ့ calorie ပမာဏထက်နည်းနေဖို့လိုအပ်တာပဲဖြစ်ပါတယ်။ fasting စနစ်ကတော့ဒီလိုလိုအပ်တဲ့ calorie ရှော့ချမှုကိုလွယ်ကူစေတဲ့နည်းလမ်းတစ်ခုအဖြစ်ကူညီပေးပါတယ်။အဲဒီတော့fasting ကဘယ်သူတွေအတွက်အသင့်တော်လဲဆိုတော့ညဘက်သရေစာစားတတ်တဲ့လူတွေအစာစားတဲ့အချိန်ကိုစီကံတကြားသတ်မှတ်ခြင်းတဲ့သူတွေအတွက် intermittent fasting ကအဆင်ပြေစေနိုင်ပါတယ်။ intermittent fasting ကိုမလုပ်သင့်တဲ့သူတွေကတော့ကိုယ်ဝန်ဆောင်မိခင်တွေနိုးတိုက်မိခင်တွေတိုင်ဝမ် diabetes ရှိတဲ့သူတွေ eating disorder လို့ခေါ်တဲ့အစာစားခြင်းဆိုင်ရာပြဿနာရှိဘူးတဲ့သူတွေမှာမလုပ်သင့်ပါဘူး။အရေးအကြီးဆုံးအချက်ကတော့အစာဖြတ်ပြီးအစာပြန်စားတဲ့အချိန်မှာစီကြောစာတွေအချိုရည်တွေကိုလုံးဝမစားသုံးသင့်ပါဘူး။အဲ့လိုစိတ်ကြိုက်ပြန်စားရင်ဝိတ်ကကျမှာမဟုတ်ပါဘူး။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစာအစာတွေကိုပဲအသင့်တင်စားသုံးသင့်ပါတယ်။ညီကုန်းချုပ်ရရင် fasting လုပ်တာဝိတ်ချဖို့အတွက်ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပေမဲ့အစာစားတဲ့အချိန်မှာဘာတွေစားလဲဆိုတာနဲ့ရေရှည်မှာကိုယ့်အတွက်အဆင်ပြေပြေဆွဲဆွဲမြဲမြဲလုပ်နိုင်မလားဆိုတာကပိုအရေးကြီးပါတယ်။ဘယ် diet စနစ်ကိုမဆိုစားမလုပ်ခင်မိမိရဲ့ကျန်းမာရေးအခြေအနေကိုနားလေတဲ့ဆရာဝန်ဒါမှမဟုတ်ကျန်းမာရေးပညာရှင်တဦးနဲ့ဆွေးနွေးတိုင်ပင်မှုကိုအမြဲတမ်းအကြံပြုလိုပါတယ်။ဒါလောက်ဆိုရင် intermittent fasting နဲ့ပတ်သက်ပြီးနားလည်သိရှိသွားမယ်လို့မျှော်လင့်ပါတယ်။မရှင်းတာရှိရင်ကွန်မန့်မှာမေးမြန်းနိုင်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ဒေါက်တာဇင်ညီညီဖြစ်ပါတယ်။